ဝန်တာကစ်တိုင်းကတော့တနာရီလားဖြစ်မလာကြပါဘူး။တချို့ကအရန်စော်ပြီးတောက်ပါကြတယ်။ဒါပေမဲ့ထိတ်ဆုံးကိုမရောက်ခင်မှာပဲမေးမိန်သွားတတ်ကြပါတယ်။ဒီနေ့ PK140 ကနေပြီးတော့မက်ဆီရိုနယ်ဒိုတို့လိုဂုတ်ကြီးတွေနဲ့နှိုင်းယှဉ်ခံခဲ့ရတဲ့မျိုးဆက်တစ်ကျဲပွင့်တွေလို့တစ်ခါကအမြင့်တက်ခံခဲ့ရပြီမဲ့2025မှာတော့ဘယ်သူမှတတိမထားမိတော့တဲ့ကစားသမား9ဦးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါတွေဟာကြာရှုံးသွားတဲ့ထိတ်တန်းဝန်တာကစ်9ဦးနဲ့သူတို့ဘာဖြစ်သွားခဲ့တယ်ဆိုတဲ့အမှန်တရားအကြောင်းပါနံပါတ်5ရီနီယာဂျီဇက်2020ခုနှစ်တုန်းကရီယယ်မက်ဒရစ်ကဘရာဇီးရဲ့မျိုးဆက်သစ်ကျယ်ပွင့်အဖြစ်နဲ့ဝယ်ယူခဲ့ပြီးကာနဲ့နှိုင်းယှဉ်ခံခဲ့ရသူပါဒါပေမဲ့ဒေါ့မွန်ဂျီနိုအားနဲ့အီတလီကလပ်ပရိုစီနိုတို့မှာစိတ်ပြက်ဖွယ်ငှားခီးစဉ်တွေပြီးမှတော့သူ့ရဲ့ကောင်းဆုံးစွမ်းဆောင်ရည်တွေကိုဘယ်တော့မှပြန်မတွေ့နိုင်ခဲ့တော့ပါဘူး2025ခုနှစ်အရဆိုရင်ဘရာဇီးလိမှာကစားနေပြီးဥရောပဘက်ကသူ့ကိုလုံးဝစိတ်ဝင်စားမှုမရှိတော့ပါဘူး။ရေးချင်းကတော့လုံးဝတန်စရာရှိစရာမလိုပေမဲ့ဥရောပမှာပုံမှန်ပွဲထွက်ခင်မရခြင်းကသူ့ကြီးကြီးမားမားထိခိုက်စေခဲ့တာပါ။တစ်ခါတလေမှာဘယ်မှာကစားသလဲဆိုတာတဲ့ဘယ်အချိန်မှာကစားသလဲဆိုတာပိုအရေးကြီးပါတယ်။ရီနီယာအတွက်တော့သူ့ရဲ့အချိန်ဟာတကယ်ကိုဘယ်တော့မှမကြောက်မလာခဲ့ပါဘူး။နံပါတ်၄ကာလန်ဟက်ဒဆန်အချိန်ကချယ်ဆီကယူရိုတန်း80နဲ့တန်ဖိုးဖြတ်ခဲ့ပြီးဘိုင်ယန်မြူးနစ်တို့လိုအသင်းကြီးတွေစိတ်ဝင်စားမှုကိုခံခဲ့ရသူတူပါတကမ္ဘာလုံးကဘောလုံးပရိသတ်တွေကလည်းသူ့စီကမော်ဆန်တဲ့ခြေစမ်းတွေကိုမျှော်လင့်ခဲ့ကြဘူးပါတယ်ဒါပေမဲ့ဒန်ယာတွေခြေစမ်းကြဆင်းမှုတွေနေရာမျိုးမျိုးပြောင်းရွှေ့ကစားခဲ့ရတဲ့ပြဿနာတွေကြောင့်သူ့ရဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်းဖို့ရုန်းကန်ခဲ့ရပါတယ်2023ခုနှစ်မှာ Nottingham Forest ကိုပြောင်းရွှေ့ခဲ့ပြီး2025ခုနှစ်ထိသူ့ရဲ့ယုံကြည်မှုနဲ့တည်ငြိမ်မှုကိုပြန်လည်ရှာဖွေနေသေးပါသူ့မှာအမြန်ဆုံးပင်ကိုကစားဟန်ဂိုးသွင်းနိုင်စွမ်းစတဲ့ပါရမီတွေရှိခဲ့ပါတယ်ဒါပေမဲ့ PR မတည်ငြိမ်မှုနဲ့စတာတွေကသူ့နဲ့အဝင်ကြမဖြစ်စေခဲ့ပါဘူးအရန်ကြီးမျှော်လင့်ချက်ထားတာကတခါတရံမှာတော့အားပေးရမရောက်ပဲဆွဲချသလိုဖြစ်သွားတတ်ပါတယ်နံပါတ်3အန်နဝါအယ်ကာစီဒက်ချ်ဘောလုံးလောကရဲ့နာဂတ်ကျယ်ပွင့်အဖြစ်မျှော်မှန်းခံခဲ့ရတဲ့အန်နဝါအယ်ကာစီဟာအေဂျက်ရဲ့လူငယ်အကယ်ဒမီကနေပေါက်ခွာလာသူပါဒါပေမဲ့လိုင်းလီအက်စတွန်ဗီလာနဲ့ PSV တို့မှာလဲကျကစားပြီးတဲ့နောက်သူ့ရဲ့တိုးတက်မှုဟာရပ်တန့်သွားခဲ့ပါတယ်2025ခုနှစ်ရောက်တဲ့အခါထိပ်တန်းကလပ်တစ်ခုမှရှိမနေပဲပွဲပြင်ပညှင်းပွားမှုတွေနဲ့ခြေစမ်းမတည်ငြိမ်မှုတွေကြားမှာရုန်းကန်နေခဲ့ရပါတယ်သူ့ရဲ့ဇလန်းကတော့အများကြီးမျှော်လင့်ထားပေမဲ့ဘာမှဖြစ်မလာခဲ့တဲ့အဖြစ်တစ်ခုလိုပါပဲဘောလုံးလောကမှာအရေးချင်းအပြည့်ဆုံးကစားသမားတွေတောင်သူတို့နဲ့ကိုက်ညီတဲ့နည်းဗျူဟာမျိုးမှာမကစားရရင်အခက်တွေ့နိုင်ပါတယ်ဆိုတဲ့အချက်နဲ့အဲဂါစီရဲ့အောင်မြင်မှုခီးဟာတိတ်မကြခဲ့တာကိုတက်တည်ပြနေပါတယ်နံပါတ်1ဒယ်လီအယ်လီဒုတိယနေရာမှာတော့စိတ်ထိခိုက်စရာအကောင်းဆုံးအဖြစ်အပျက်တစ်ခုဖြစ်တဲ့ဒယ်လီအယ်လီရဲ့ဇလန်းပါပဲ2016-2018ခုနှစ်တုန်းကစပါအတွက်တကယ်ကို on fire ဖြစ်နေတဲ့သူပါအသက်22နှစ်အရွယ်မှာပဲဂိုးတွေဖန်တီးမှုတွေ PFA စုတွေနဲ့ကဘာဖလားမှာပြသခဲ့တဲ့သူ့ရဲ့ခြေစမ်းတွေကတကယ်ကိုအံ့ဩစရာကောင်းခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ကြာဆင်းလာမှုကလူတိုင်းကိုခြောက်ခြားစေခဲ့ပါတယ်ဒဏ်ရာတွေကိုရေးကိုယ်တာရုန်းကန်မှုတွေနီးပြူဟာမကိုက်ညီမှုတွေကြောင့်သူဟာဘယ်တော့မှပြန်မလာနိုင်ခဲ့ပါဘူး2025ခုနှစ်မှာသူ့ကိုယ်သူပြန်လည်တည်ဆောက်နိုင်ဖို့တူရကီမှာကာလာတိုအနေနဲ့စူးစမ်းခဲ့ပြီးမြဲမအောင်မြင်ခဲ့ပါဘူးသူ့ရဲ့ရိုးသားမှုကလူတွေကိုလိုးကြားစေခဲ့ပြီးမြဲသူ့ရဲ့စွမ်းဆောင်ရည်ကတော့ပိုကောင်းတဲ့အဆုံးသက်တစ်ခုနဲ့ထိုက်တန်ခဲ့ပါတယ်ဒီဖြစ်ရက်ကတော့ဘောလုံးသမားတွေကလည်းလူသားတွေပါပဲစိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွေဟာကွင်းထဲကတိုက်ပွဲတွေထက်ပိုခတ်ခဲတယ်ဆိုတဲ့အမှန်တရားကိုတတိပေးနေတယ်လို့ပါပဲနံပါတ်1ဂျေဒန်ဆန်ချိုနံပါတ်1ကတော့ဂျေဒန်ဆန်ချိုပါပဲဒေါ့မွန်ရဲ့ရွှေရောင်လူငယ်ကျယ်ပွင့်ကနေမန်ချက်စတာယူနိုက်တက်ရဲ့ယူရို85သန်းနဲ့လောင်းချေထက်ခေါ်ယူခဲ့တဲ့ဆန်ချိုကိုမျိုးဆက်တစ်ခုရဲ့ဦးဆောင်သူအဖြစ်မျှော်လင့်ထားခဲ့ကြပါတယ်ဒါပေမဲ့ PR တွေနီးဗျူဟာရှုပ်ထွေးမှုတွေကွင်းပြင်ပါပြဿနာတွေကအိုထရက်ဖို့မှာသူ့ကိုတီးတဲ့နေရာတစ်ခုရောက်သွားစေရတာပါ2024ခုနှစ်မှာဒေါ်မွန်အငှားနဲ့ပြန်ရောက်သွားခဲ့တော့ကအရင်ကဆန်ချိုကိုပြန်မြင်လိုက်ရတယ်လို့ပါပဲ2025ခုနှစ်ချယ်ဆီကိုရောက်တဲ့အခါမှာတော့သူ့ရဲ့အနာဂတ်မရေရာမှုတွေနဲ့ရင်ဆိုင်နေရပါပြီကလပ်အများစုကသူ့ကိုခေါ်ဖို့ဝင်လေးနေကြပါတယ်သူ့ပုံစံကတည်ငြိမ်မှုမရှိပါဘူးတက်25နှစ်သာရှိနေသေးပေမဲ့သူ့ရဲ့အကောင်းဆုံးအရေးချင်းတွေကိုအပြည့်အဝသုံးမချနိုင်ခဲ့တဲ့ကစားသမားအဖြစ်အခုကာလမှာမြင်နေရပါတယ်သူပြန်လာနိုင်ဖို့ကိုတကယ်ကိုမျှော်လင့်မိပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့ဆန်ချိုဟာမျှော်လင့်ထားသလိုဖြစ်မလာတဲ့ကစားသမားများတဲ့ကတယောက်အဖြစ်နဲ့ပဲဆက်လက်ရပ်တည်နေပါတယ်ဒီကစားသမားတွေဟာတစ်ချိန်ကဘောလုံးလောကရဲ့အနာဂတ်ရဲ့မျှော်လင့်ချက်တွေပါ
ဒါပေမဲ့ဘောလုံးလောကကြမ်းတမ်းပါတယ်။ကြယ်တိုင်းဟာသူတို့ရဲ့ပြိုးပြိုးပြက်ပြက်အဆုံးသက်ကိုမရနိုင်ကြပါဘူး။ဘယ်ဝမ်ဒါကက်ကတင့်ကိုအများဆုံးအံ့အားသင့်စေခဲ့တယ်လဲ။ဘသူမှအချိန်ရှိသေးတယ်လဲ။စတာတွေကို comment မှာရေးခဲ့နိုင်ပါတယ်။ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ခဲ့ပေးဖို့တိုက်တွန်းလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။